မင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့တော့ငါးကောင်းတဲ့နှစ်ရှင်လေးချက်စားပြတာလေးကို blog လေးရိုက်ဖြစ်ပါတယ်ချက်နည်းလေးကိုသိစိတ်ပြပြပေးပါအောင်မယ်နော်ဒီမှာဆယ်မွန်ကောင်းနဲ့ချက်ထားတဲ့နှစ်ရှင်ဟင်းလေးပါဒီမှာတော့ငါးကောင်းကရှားတယ်ဆိုတော့ကိုကရှိတဲ့ငါးကောင်းလေးပေါ့နော်နဲ့ချက်ထားတဲ့အနံ့ရတာရှိဝင်ဝင်ငါးကောင်းလေးချက်စားကြရအောင်ဒီနေ့တော့ငါးကောင်းနဲ့နှစ်ရှင်လေးချက်စားမယ်ငါးကောင်းကတော့ချစ်စုကဒီမှာဆယ်မွန်ကောင်းကိုသုံးထားပါတယ်ဆယ်မွန်အသားကိုချက်ရင်တော့တိတ်မကြိုက်ပြင်မဲ့ခေါင်းကတော့ကြိုက်တယ်နော်ဆယ်မွန်ကောင်းပဲပြီးပြီဆိုလို့ရှိရင်တော့ဒီမှာဒါကချက်သွန်နီးချက်သွန်ပြူပြီးပြီဆိုလို့ရှိရင်တော့သူ့ရဲ့အဓိက main ကတော့မြစ်ချင်ပါဒီမှာတော့လေမြစ်ချင်ကတော့စိတ်တိုင်းကြတယ်လို့တော့မဟုတ်တော့လေပေါ့နော်မရှိတဲ့နေရာမှာတော့ကောင်းပါတယ်ကဲပြီးပြီဆိုလို့ရှိရင်ဒါကတော့ကျစုငါဟင်းနေပါဒီမှာဆိုလို့ရှိရင်ဒါလေးကိုထည့်လေးရှိတယ်ဒါကတော့ဗာလဲဆိုတော့သူကတုံးရမ်း miss လို့တော့ရေးထားတယ်ဒါပေမဲ့ဟိုတုံးရမ်းငရုတ်တီးအနှစ်တော့မပါဘူးသူ့ဘာကသူ့ရဲ့အနှံ့လေးကအရန်မှုေးစေတယ်ပေါ့နော်ဘာလို့ဆိုတော့သူတို့ဒီမှာပတေကောတို့နောက်ပြီးလို့ရှိရင်စပလင်းပြီးရင်ငရုတ်တီးနောက်ပြီးရင်ဒီကကျစုလိုချင်တဲ့တောလျှောက်ခါရွက်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး ready made ခါလေးလေးထည့်မယ်ကိုကနေကိုလည်းထောင်းထူပြီးတော့လည်းထည့်ပါဦးမယ်ကဲစပြီးတော့ချက်လိုက်ကြရအောင်အိုးကိုပူအောင်လုပ်ထားပြီးပြီဆိုရင်အိုးပူလာတာနဲ့စီထည့်လို့ရပါပြီစီပူလာပြီဆိုလို့ရှိရင်ကြက်သွန်ကျူထည့်ပါမယ်ပြီးရင်ကြက်သွန်လေးထည့်ပါမယ်စမင်းမုတ်လေးထည့်လိုက်တာပါစစ်တုံလေးတွေနောလာပြီဆိုလို့ရှိရင်တော့အကြောင်းတမုတ်ထည့်လိုက်ပါမယ်စစ်တုံလေးရလည်းကောင်းကောင်းပြီးသွားပြီဒီကတ်ထားတာလည်းအနက်သေးလာပြီဆိုရင်ငါထည့်လို့ရပါပြီဒါတော့ရတာအတွက်မကြဘူးထည့်လိုက်ကြရအောင်စစ်တော့ပါဒီဆိုလို့ရှိရင်တော့ဒါစမတော့ဆက်စုပြထားတဲ့အထုပ်လေးကနော်တရင်ပေးဆိုတဲ့အထုပ်လေးကအနံ့လေးတွေထည့်လိုက်ကြပါစပလင်ပါမယ်တော့ဆက်ခါပါမယ်ဒီလိုကိုလို့ထည့်မယ်ဆိုပြီးတော့အဲ့ဒီစားရမှဒီရှင်နေဒီရတဲ့ဒီလိုနည်းနည်းလေးပေါ့နော်ဒီချင်လေးထည့်လို့ရပါပြီဒီချင်များများနဲ့ချက်မယ်နော်ဒီလိုတော့ဒီဆိုရင်အရာကအတွက်ဟွန်တချီငါးမုံကိုထည့်ပါတယ်ဟွန်တချီငါးမုံမဟုတ်ဘဲနဲ့စသားမှုလိုမျိုးအခြားပေါ့နော်အရာကကြိုက်တာဒီလိုရှိလို့ရှင်လည်းထည့်လို့ရပါတယ်ဒီဆိုလို့ရှိရင်တော့ဖုံးလေးဖုံးထားပြီးတော့သူကသူဣသွားအောင်လို့ဆောင်းလိုက်ပါဦးမယ်နော်ရေမထည့်သေးဘူးနော်ဒီဆိုရင်အနံ့လေးလည်းလာပြီဆိုတော့ရေထည့်ပါမယ်နော်ဒီဆိုရင်တော့ဣကိုမြစ်ချင်လေးတွေထပ်ပြီးတော့ဣသွားအောင်လို့အပေါင်းပုတ်ပြီးတော့ဆောင်းလိုက်ပါဦးမယ်နော်မှုရပြီးရလာရှိတဲ့မြစ်ရှင်လေးရပါပြီနော်။ငါးခေါက်ကတော့ပြောစရာမလိုဘူး။သူကလည်းသူအေးပြီးသားမြစ်လေးပြီးဖို့အဓိကပဲနော်။မြစ်ရှင်အေးလေးဖြစ်သွားပြီ။မြစ်ရှင်ဟင်းရလေးတက်တာတဲလေးပို့ပြီးတော့အရသာရှိတယ်ပဲ။ဆိုတော့ဒီမှာအရင်ရလာရှိတဲ့မြစ်ရှင်လေးရပါပြီရှင်။မခက်ဘူးနော်။လောက်ရတာအရင်လွယ်တယ်။ချက်ရတာအရင်လွယ်ပြီးတော့အရင်ရတာရှိတော့ငါကဟင်းလေးရပါပြီချစ်ဆွေ Facebook page ကိုလည်း follow လုပ်ပေးထားပါဦးပြီးလို့ရှိရင် TikTok နဲ့နောက်ပြီးရင်ချစ်ဆွေရဲ့ YouTube Asian Myanmar food recipe ကိုလည်း follow လေးလုပ်ပေးထားပါဦးเนาะဟင်းချက်နည်းလေးတွေမုံမုံလေးတွေအများကြီးတင်ပေးထားပါတယ်
ကဲဒီလိုရတာရှိတယ်ဟင်းလေးတွေကိုလွယ်လွယ်ကူကူမြင်မြင်ဆန်ဆန်နဲ့ချိန်တိုအတွင်းလေးမှာချက်ဖို့အတွက်ဆွတ်ဆွတ်တက်လောက်ကလေးပြန်နေပြီးတော့မျှဝေထားပါတယ်ရှင်။